ဟုတ်ကဲ့မင်္ဂလာပါအမေများနေ့ကိုဂုံပြူကြိုဆိုတဲ့ရွှေနန်းတော်ရဲ့အထူးဈေးရောင်းပွဲတော်ကြီးကိုမေလ9ရက်ကနေ14ရက်နေ့အတွင်းမနက်9:00နာရီကနေည9:00နာရီထိ Junction Square မှာရှိတဲ့ရွှေနန်းတော်ဆိုင်ခွဲမှာကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ9ရက်အတွင်း9ရက်ကွမ်း3,500လက်ဆောင်ပြီးတော့ရွှေတွေဝယ်ယူသူတိုင်းကို9,000ကနေ9သိန်းကျပ်စိန်တွေဝယ်ယူသူတိုင်းကို3သိန်းကနေ10သိန်းကျပ်အထိမြတ်တာလက်ဆောင်တွေပေးသွားမှာပဲဖြစ်ပါတယ်စိန်တွေများကိုအလဲ 0% အယောင် 0% ပြီးတော့ 25% discount ပထမနှစ်အမြတ် 1% ဒုတိယနှစ်အမြတ် 2% ပေးသွားမှာပဲဖြစ်ပါတယ်ပြီးတော့ရွှေနန်းတော် logo ပါထီးတွေကိုလည်းလက်ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်9ရက်အတွင်းထပ်ဆင့်လက်ဆောင်တွေကတော့ပထမစု30ဒုတိယစု15သိန်းတတိယစု10သိန်းနဲ့နှစ်သိန်းစု5သိန်း3စုကိုပေးအပ်သွားမှာပဲဖြစ်ပါတယ်5သိန်းဖို့ရောင်းသူဝယ်သူတိုင်းကို3,500ကူပွန်လက်ဆောင်တွေပေးအပ်သွားမယ်ပြင် loyalty program တွေကိုလည်းရရှိသွားမှာဖြစ်ပါတယ်ခင်ဗျာဒီများအတွက်ခြုံပွားများကိုလည်းဂုံပြူလက်ဆောင်အဖြစ်ချီးမြှင့်ပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့အဲဒါကြောင့်ရွှေနန်းတော်ရဲ့အမေများနေ့အတွက်ဂုံပြူချီးမြှင့်ပွဲအခမ်းအနားကိုမေလ9ရက်ကနေ14ရက်နေ့အတွင်း Junction Square မြေညီတက်မှာရှိတဲ့ရွှေနန်းတော်ဆိုင်ခွဲမှာကျွန်တော်နဲ့အပြင်ခြားအမှုပညာရှင်များစွာကနေဒီအစီအစဉ်နဲ့အတူရှိနေမှာဖြစ်တဲ့အတွက်လာရောက်အားပေးကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ